နိုင်ငံတကာကိုခီးတွေဆက်ပြီးတော့ဖြစ်ပြောင်းနေထိုင်နေကြတာကအားလုံးမြန်မာလူမျိုးတစ်မျိုးတည်းလည်းမဟုတ်ပါဘူးတရုတ်လူမျိုးကလားလူမျိုးဘင်္ဂလားဒေ့ရှ်လူမျိုးပါကစ္စတန်လူမျိုးစတဲ့လူမျိုးပေါင်းစုံကသူနဲ့အဆင်ပြေတဲ့နိုင်ငံသူ့အတွက်ပို့ပြီးတော့ရှင်သန်ရက်တည်နိုင်မဲ့အောင်မြင်နိုင်မဲ့နိုင်ငံတွေကိုရွှေ့ပြောင်းနေထိုင်ကြတာခစ်ဆက်ထဲရပါပဲအဲ့ဒီတော့ကိုကအခုအချိန်မှာ MOU နဲ့ပြည်သွားလို့နောက်တစ်နိုင်ငံရွှေ့ကျင်နေဆို MOU ပြည့်မယ်အခုမှလိုက်ရှာလို့မရပါဘူးကြိုပြီးတော့ကိုက focus ထားပြီးတော့ဘယ်နိုင်ငံကိုနောက်2နှစ်နေငါရွှေ့ကျင်တာလဲဆိုတာကိုအခုချိန်လေးကစပြီးစူးစမ်းထားဖို့လိုပါတယ်နိုင်ငံတစ်နိုင်ငံကနေတစ်နိုင်ငံရွှေ့တယ်ဆိုတာဒီနေ့ရွှေ့မနေ့ဖြစ်ရောက်တဲ့ကိစ္စမဟုတ်ပါဘူးချိန်ယူပြီးတော့နှစ်ချီပြီးတော့စူးစမ်းပြီးတည်ဆောက်ရတာဖြစ်တဲ့အတွက်နံပါတ်1ချက်ဘာသာစကားတွေကိုကျွမ်းကျင်အောင်လေ့လာထားမယ်နံပါတ်2ချက်ကိုယ့်ရဲ့ skill တွေကိုပို့ပြီးတက်ကြအောင်မြင့်တင်ထားမယ်ကိုယ့်ကိုယ်ရင်းနှီးမြှုပ်နှံထားမယ်ဆိုရင်သေချာပေါက်ကိုက2နှစ်ပြီးလို့ဆက်ပြီးတော့မလုပ်ချင်ဘူးဆိုရင်အခြားနိုင်ငံကိုရွှေ့ဖို့အတွက်ကိုဆိုရင်အခုလေးကစပြီးတော့လေ့လာဖို့လိုပါတယ်အဲ့ဒီဆိုင်ငံရွှေ့ပြောင်းခြင်းတဲ့သူတွေအတွက်ကိုဆိုရင်ဒီ immigration နဲ့ပတ်သက်တာတွေနောက်အခွင့်အလမ်းတွေကိုပို့ပြီးတော့ဖော်ပြသွားမှာဖြစ်လို့အတွက်အခုပဲအလီဆာတို့အဖွဲ့ကို like and share နဲ့အားပေးကြပါဦးเนาะသိချင်တာတွေရှိလို့ရှင်လည်းဒီဗီဒီယိုရဲ့အောက်မှာ comment ထားလို့ရပါတယ်เนาะအားလုံးပဲအဆင်ပြေပြေနဲ့ခီးသွားနိုင်ကြပါစေရှင်အလီဆာပါ